အားလုံးပဲမင်္ဂလာပါဒီနေ့မှာရောင်ပြောပြမိမယ်ခေါင်းစဉ်တွေကသူ့နေရာမှာကိုရောင်တို့ကိစ္စတစ်ခုကြောင့်တပားသူကိုစိတ်ဆူဒေါသဖြစ်တဲ့အခါမှာဆိုရင်အဖြစ်ပြက်ဖြစ်နေစဉ် control လုပ်နိုင်တော့အကောင်းဆုံးပေါ့နော်ဒါပေမဲ့များသောအားဖြင့်ကမလုပ်နိုင်ကြဘူးလေနော်အဲ့ခါကျတော့ကိစ္စတစ်ခုခုဖြစ်ပြီးရဲ့အခါကျလို့ရှိရင်သူ့နေရာမှာငါဆိုတဲ့အတွေ့လေးတွေးကြည့်ကြည့်ပေါ့နော်လက်ဖွာထောင်လိုက်လို့ရှိရင်သူ့ဘက်ကလက်ဖွာကိုယ့်ဘက်ကလက်ဖမိုးဖြစ်နေတာမို့အမြင်ကမတူပါဘူးအဲ့ဒီခါကြလို့ရှိရင်ငါအမြင်ကတော့လက်ဖွာတစ်ဖက်ကလည်းငါအမြင်ကလက်ဖမိုးဆိုပြီးတော့ညှိနှိုင်းကြလို့ရှိရင်အဆင်ပြေမှာပေါ့နော်အဲ့လိုမျိုးမှမဟုတ်ပဲနဲ့ကိုငါအမြင်ကဒီလိုငါမှန်တယ်အဲ့လိုမျိုးပဲသူ့ဘက်ကလည်းငါအမြင်ကဒီလိုငါမှန်တယ်ဆိုပြီးတော့သူ့ဘက်ကိုယ့်ဘက်ပြိုင်ညင်းနေလို့ရှိရင်မှန်ကြောင်းပြောနေလို့ရှိရင်အဆင်မပြေနိုင်ဘူးအဲ့လိုဆိုလို့ရှိရင်ဟုတ်ပြီငါအမြင်ကတော့ဒီလိုသူ့အမြင်ကဒီလိုဆိုပြီးတော့တစ်ဖက်သူကမရက်ပဲနဲ့ဆက်ပြီးတော့ညင်းနေမယ်ဆိုရင်တော့မှမိမိဘက်ကရက်တန့်ပြစ်လိုက်ပေါ့နော်မဟုတ်လို့ရှိရင်နှစ်ယောက်ကအပြန်အလှန်ပေါ့နော်ဆက်ပြီးတော့ညင်းနေလို့ရောဘာအကျိုးထူးမှလဲဘာကောင်းကျိုးရမှာလဲပေါ့နော်အဲ့လိုမျိုးအများသောအားဖြင့်အဲ့လိုညင်းခုန်ပြီးကြလို့ရှိရင်ကောင်းကျိုးဆိုတာမရှိဘဲနဲ့တယောက်နဲ့တယောက်စိတ်အခက်မသိစိတ်အဆင်မပြေသွားကြတာပဲရှိရလေနော်အဲ့ကြောင့်မလို့ရက်တန့်ပြစ်လိုက်ပါအဲ့ဆိုလို့ရှိရင်အမုန်းထက်မပွားပဲနဲ့သဘောထားမတိုက်ဆိုင်မှုကရက်သွားလိုက်မယ်ဒါမဲ့ကြာမတစ်ခါဆိုတာမသိရမယ်ပေါ့နော်ဒီလူတယောက်နဲ့အဲ့လိုမျိုးပေါ့နော်ခဏဖြစ်နေမယ်ညှိမရဘူးဆိုလို့ရှိရင်တော့ဒီလူဒီပတ်ဝန်းကျင်ပေါ့နော်အဲ့လိုမျိုးညှိလို့မရဘူးဆိုလို့ရှိရင်ဒီလူဒီပတ်ဝန်းကျင်ဟာငါအတွက်မဟုတ်ဘူးဆိုတာကိုသတိထားမိလာမယ်ပေါ့နော်အဲ့ဆိုလို့ရှိရင်သူအလိုလိုအဲ့ဒီလူတွေကိုအဲ့ဒီပတ်ဝန်းကျင်တွေကိုရှောင်ရှားပစ်သွားလိုက်မယ်ပေါ့နော်သူတို့နဲ့အဲ့လိုမျိုးဒီတေးဖို့ဆိုလို့ရှိရင်ဘယ်လိုစိတ်ထားမျိုးနဲ့ပေါင်းရမယ်ဘယ်လိုမျိုးအပေါ်ရင်လေးနဲ့ပေါင်းရမယ်ဆိုတာသိလာမယ်ကွယ်အဲ့ဆိုလို့ရှိရင်ကိုလည်းနေရထိုင်ရအဆင်ပြေလာမှာပေါ့နော်ပေါ်ကစကားကိုပြန်ပြီးတော့ကောက်ရမယ်ဆိုလို့ရှိရင်ကိစ္စတစ်ခုဖြစ်ပြီးဆိုလို့ရှိရင်သူ့နေရာမှာသူ့အမြင်မြင်ပေးတတ်ကြပြီးတော့အေဂျင့်အဆင်ပြေတဲ့ပတ်ဝန်းကျင်လူတွေနဲ့သာစုံစည်းအဆင်ပြေကြပါစေနော်အဆုံးထိနားထောင်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်လိုအပ်ချက်များရှိရဆိုရင်လည်းအကြံပေးပြောပြပေးသွားပါဦးနော်အားလုံးပဲကျေးဇူးတင်ပါတယ်ရှင်